season အမီမြန်မာရေးရာနိုင်ငံရေးသုံးသပ်ချက်ခေါင်းစဉ်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကတိုက်ပွဲများ ARSA အရေးနဲ့ဘင်္ဂလားဒေ့ရှ်တန်တမန်ရေးခြေလှမ်းများနေကောင်းပါစီရှင်ဒီကနေ့ရဲ့နိုင်ငံရေးသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့မှာတော့မောင်တော်နယ်စပ်တကြောကတိုက်ပွဲပြင်းထန်မှုတွေဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကြီးကြောရောက်မှုကြောင့်တန်တမန်ရေးတင်မာလာမှုတွေနဲ့အတူ ARSA အဖွဲ့ဝင်53ဦးကိုဘင်္ဂလားဒေ့ရှ်ဘက်ကပထမဆုံးအကြိမ်အစုလိုက်အပြုံလိုက်ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။နယ်စပ်တင်မာမှုနဲ့တန်တမန်ရေးစင်ခေါ်မှုပြီးခဲ့တဲ့ဇန်နဝါရီလဒုတိယအပတ်အတွင်းမြန်မာဘက်ကဖိခတ်လိုက်တဲ့တနက်ကြီးတွေဟာဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကျရောက်ခဲ့ပြီးအရက်သား2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာစစ်ကောင်စီရဲ့တန်အမတ်ဦးကျော်စိုးမိုးကိုဆင့်ခေါ်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ထူးခြားတာကတော့အဲ့ဒီနယ်စပ်ဒေသဟာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တဲ့နေရာမဟုတ်ပဲအာရခတတပ်တော် AA ကတစ်နှစ်ကျော်ကြာထိန်းချုပ်ထားတဲ့နယ်မြေဖြစ်နေတာပါ။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအေဝန်ကြီးမစ္စတာတိုဟစ်ဟူစိန်ကတော့ AA ကိုတရားဝင်အစိုးရအဖြစ်အတိမတ်မပြုတ်တာကြောင့်စစ်ကောင်စီတန်အမတ်ကိုသာဆင့်ခေါ်ရတာဖြစ်ကြောင်းနဲ့စစ်ကောင်စီနဲ့တန်တမန်အဆက်အသွယ်ဖျက်တောက်ထားခြင်းမရှိကြောင်းရှင်းလင်းထားပါတယ်။ AA နဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးပဟေလီတစ်ဖက်မှာလည်း AA နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တို့အောက်ခြေအဆင့်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်နေပါတယ်။ AA နဲ့နီးစပ်သူတွေကဒီတွေ့ဆုံမှုကိုအတည်ပြုပေးမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ဇန်နဝါရီ15ရက်မှာဒါကိုငင်းဆိုခဲ့ပါတယ်။လေ့လာသူတွေကတော့ဘင်္ဂလားဒေ့ရှ်ဟာနယ်စပ်တည်ငြိမ်ရေးအတွက်မြေပြင်မှာအမှန်တကယ်အင်အားရှိနေတဲ့ AA နဲ့ဆက်သွယ်ဖို့လိုအပ်နေပြီမဲ့နိုင်ငံတကာတန်တမန်ရေးရာထိခိုက်မှာစိုးရိမ်တာကြောင့်တရားဝင်မဟုတ်တဲ့ဆက်ဆံရေးလမ်းကြောင်းကိုပဲရွေးချယ်နေတာလို့ရှုမြင်ကြပါတယ်။စစ်ကောင်စီနဲ့မွတ်စလင်လက်နက်ကိုင်များ၏မဟာမိတ်အခုတကြိမ်နယ်စပ်တိုက်ပွဲတွေဟာ AA နဲ့အာဆာအပါအဝင်မွတ်စလင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေကြားဖြစ်ပွားခဲ့တာပါ။မော်တော်ဒီတာကန်တွေရဲ့အဆိုအရစစ်ကောင်စီဟာ AA ကိုတိုက်ခိုက်ဖို့အတွက်အာဆာ RSO ARA စတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုလက်နက်တပ်ဆင်မိတာစခန်းချင်းချိတ်ဆက်ပေးတာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အထူးသဖြင့်စစ်ကောင်စီရဲ့ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းဒယ်မာမော့လို့ပို့ကူမျိုးဟာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေစုစည်းမိစေဖို့တွားပေးနေတဲ့ဆိုတဲ့အချက်ဟာဒေတာရစ်လုံခြုံရေးတလက်စိုးရိမ်စရာဖြစ်လာပါတယ်။အာဆာ53ဦးဖမ်းဆီးခံရမှုနဲ့ပတ်သက်ရေးသုံးသပ်ချက်အခုဖြစ်စဉ်တွေထဲမှာအထူးခြားဆုံးကတော့ဘင်္ဂလားဒေ့ရှ်အစိုးရကအာဆာအဖွဲ့ဝင်53ဦးကိုဖမ်းဆီးပြီးတရားမဝင်ခိုးဝင်မှုနဲ့တရားစွဲဆိုလိုက်တာပါလေဒါဟာအာဆာကိုအစုလိုက်အပြုံလိုက်ပထမဆုံးအကြိမ်ဖမ်းဆီးပြတာဖြစ်ပါတယ်ဒီအပေါ်မှာရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD အသွင်ရေးမှုဦးမျိုးကျော်ကတော့ဒါဟာနိုင်ငံရေးအရာဟန်ပြလှုပ်ဆောင်ချက်ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်2026ခုနှစ်မှာကျင်းပမယ့်ဘင်္ဂလားဒေ့ရှ်အောက်ပွဲအတွက်အတိုက်အခံတွေရဲ့ဝေဖန်မှုကိုရှောင်လွှဲဖို့နဲ့ငါတို့ဟာမွတ်စလင်လက်နက်ကိုင်တွေကိုအားမပေးဘူးဆိုတာကိုသက်သေပြချင်တာကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။လက်နက်မှုနဲ့တရားမစွဲဘဲခိုးဝင်မှုနဲ့ပဲစွဲဆိုထားတာဟာတစ်တယ်လျော့ပါစေဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်တာလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ခြုံငုံသုံးသပ်ရရင်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်အရေးဟာစစ်ရေးပဋိပက္ခတတ်တတ်မဟုတ်တော့ပဲနိုင်ငံတကာ ICJ တရားရုံးကြားနာပွဲတွေဘင်္ဂလားဒေ့ရှ်ပြည်တွင်းရွေးကောက်ပွဲနိုင်ငံရေးတွေနဲ့ရောထွေးနေတာကိုတွေ့ရပါတယ်။စစ်ကောင်စီကမွတ်စလင်လက်နက်ကင်တွေကိုကြားခံအဖြစ်အသုံးချပြီး AA ကိုတန်ပြန်ဖို့ကြိုးစားနေတယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းနယ်စပ်လုံခြုံရေးနဲ့တန်တမန်ရေးဟန်ချက်ညီအောင်ခက်ခဲစွာကစားနေရတဲ့အခြေအနေဖြစ်ပါတယ်။နယ်စပ်ကတိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှဒုက္ခသည်စခန်းတွေရဲ့လုံခြုံရေးနဲ့နှစ်နိုင်ငံဆက်ဆံရေးဟာဘလို့ဥတီချက်နဲ့ဆက်သွားမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအောင်မှာဖြစ်ပါကြောင်းတင်ပြရင်ဒီကနေ့ရဲ့နိုင်ငံရေးသုံးသပ်ချက်ကိုဒီမှာပဲရန်နာပါသေးတယ်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။